အဲ့တော့ကိုယ့်ဘဝမှာဘယ်ဟာကအရေးကြီးဆုံးလဲဆိုတာကဇူရီကိုသိဖို့လိုပါပဲเนาะပြီးကြလို့ရှိရင်လူများစုကပေါ့เนาะဇူရီပြောပြမယ်ဆိုရင်တနေ့တာမှာမနက်ခင်းထားရဲအလုပ်သွားတယ်အလုပ်ကပြန်ရောက်တယ်အလုပ်ကပြန်ရောက်ရင်အလောက်ကပြန်တယ်ပြင်ပန်းတာတွေကိုအနားယူရတယ်ဆိုပြီးအဲ့အနားယူရဲဆိုတဲ့ခေါင်းစဉ်အောက်ကနေ social media အသုံးနဲ့အဲ့လိုမျိုးရဆိုင်သွားတယ်မျိုးစုံတော့စိတ်ပန်းဖြည့်ရတယ်လို့ကြားရပါတော့ခဏတာစိတ်အပန်းဖြည့်စီမဲ့အရာတွေကိုလုပ်ကြတယ်အဲ့တော့ကိုယ့်ရဲ့ဘဝမှာဘာကိုမှမရှိဘူးဘာပန်းနိုင်မှမရှိဘူးကိုဖြစ်နေတာဘာမှမရှိဘူးကိုအခုဖြတ်တန်းနေရတဲ့ lifestyle လေးကိုကိုယ်တိုင်သဘောကျတယ်ဆိုရင်တော့ဘာမှမဖြစ်ပေမဲ့ကိုယ့်ဘဝမှာဖြစ်ချင်တဲ့ growth ခုရှိနေပြီသားပန်းနိုင်ခုရှိနေပြီသားဆိုရင်အခုလိုမျိုးကိုယ့်ရဲ့အားလက်ချိန်တွေမှာအချိန်ဖြုံးနေတာကယူလို့ရဲ့စိတ်ထဲမှာရှိရဲ့နော်ကိုယ့်ရဲ့ lifestyle ကိုဖြတ်တန်းခြင်းတဲ့ goal တစ်ခုကစိတ်ကူးရင်မှုတသက်ပဲဖြစ်သွားမှာဥမာအိမ်မက်ကအိမ်မက်ပဲဖြစ်သွားမှာဘယ်တော့မှအကောင့်တွေဖြစ်လာမှာမဟုတ်ဘူးဆိုတာပြောချင်တာပဲကိုယ်တိုင်းဖြစ်ချင်တဲ့အိမ်မက်ကကိုယ်တိုင်းလုံးမရတာအဲ့ဒါကတော့လူတိုင်းသိကြတယ်ဟုတ်အဲ့လိုမျိုးကိုယ်တိုင်းဖြစ်ချင်တဲ့အိမ်မက်တွေရှိကြမယ်ကိုယ်သတ်မှတ်ထားတဲ့ goal တွေလည်းရှိကြမယ်အဲ့လို goal တွေကိုလုပ်ဖို့ဆိုရင်ကျတို့နဲ့ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုပန်းနိုင်ကိုရဖို့အတွက်သူတို့ဘာ skill ရလိုအပ်နေလဲဆိုတာကိုပြန်စဉ်းစားကြည့်ပါဘာလီလို့ဖို့လိုနေရလဲငါဘာ skill ဖြစ်ဖို့လိုနေသေးလဲလိုနေဖြစ်ကိုဒီပန်းနိုင်ကိုရဖို့အတွက်ဘာလိုနေရလဲလိုနေတာတွေကိုစုလို့အားလဲချိန်မှဖြစ်ပါအဲ့တော့အလုပ်တစ်ဖက်နဲ့အခုနောက်ပိုင်းဆိုလူတွေများဆိုအလုပ်တစ်ဖက်နဲ့ပဲများတယ်ကွာတနည်းဘောဟာအားနေလို့ဆိုတော့ရှားတယ်အလုပ်တစ်ခုမဟုတ်ဘူးတော့လုပ်နေရတဲ့လူတွေကြီးပဲအဲ့တော့အားလဲချိန်ဒီမှာကိုဘွားအတွက်ကိုအတွက်ကိုရဲ့ပန်းနိုင်အတွက်အချိန်ပေးပါအလုပ်၈နာရီဒီအချိန်ပြီးသွားဖြစ်တဲ့အတွက်ကျန်တဲ့ကိုအတွက်ကျန်တဲ့ပေါ့နော်အားလဲချိန်2နာရီသို့မဟုတ်3နာရီအဲ့လောက်ကကိုပြည့်ချင်တဲ့ရီမန်းချက်ကိုပြည့်ချင်တဲ့ပန်းနိုင်အတွက်အချိန်ပေးပါကိုတင်စရာရှိတဲ့ skill တွေကိုတင်ပါအဲ့လိုမှမဟုတ်ဘဲနဲ့အချိန်ဖြုံးမယ်ဆိုရင်အိမ်မက်ကအိမ်မက်ပါပဲဘာမှဖြစ်လာမှာမဟုတ်ပါဘူးအဲ့တော့ဘာစကီလိုနေရလဲရှာဖွေပါပြီးကြရင်တင်ယူပါအဲ့တော့သူတို့လို့အများတန်းပေါ့နော်စူးစမ်းနေဖို့လည်းလိုတယ်ကိုဖြစ်ချင်တဲ့ growth တစ်ခုရောက်ဖို့ဆိုစူးစမ်းနေဖို့လိုတယ်အဲ့တော့စူးစမ်းတိုင်းဖြစ်မလာဘူးလို့လည်းပြောလို့ရတယ်ဒါပေမဲ့အဲ့ဒါမှားတယ်လို့လည်းမပြောလို့မရဘူးတချို့ຢာတွေကစူးစမ်းတယ်ဒါပေမဲ့စူးစမ်းတိုင်းဖြစ်လာစင်မှလည်းဖြစ်လာတာဘာစူးစမ်းတိုင်းဖြစ်မလာပေမဲ့ကိုယ့်ရဲ့စူးစမ်းမှုကကိုယ့်ဘယ်တော့မှတစားမဖောက်အဲ့စကားကိုယုံလားကိုယ့်ရဲ့စူးစမ်းမှုကကိုယ့်ဘယ်တော့မှတစားမဖောက်ဘူးအဲ့ဒါကကိုစူးစမ်းမှုကြောင့်ကိုလိုချင်တဲ့ရလက်ကြီးမရရင်လားကိုစူးစမ်းထားတဲ့အရာကတခြားနေရာမှာသွားပြီးအသုံးကျတာမျိုးတွေဖြစ်နိုင်ဥပမာဇူရီဆိုလို့ရှိရင်tourist guide ဖြစ်ချင်တယ်အဲ့တော့ကြာအင်္ဂလိပ်စာကိုသင်နေတယ်ဆိုတော့အခုလောလောဆယ်ဇူရီလိုနိုင်ငံနေထားရtourist guide လုပ်ဖို့အဆင်မပြေပေမဲ့ဇူရီတခြားနေရာမှာသွားပြီးတော့အသုံးချလို့ရနေအဲ့တော့ဇူရီစူးစမ်းတာဒီ tourist guide ဖြစ်ဖို့စူးစမ်းတာဖြစ်ပေမဲ့ဖြစ်မလာခဲ့ဘူးဒါပေမဲ့ဇူရီရဲ့စူးစမ်းမှုကတစ္ဆာဖောက်သွားလားဆိုတစ္ဆာမဖောက်ဘူးတခြားနေရာမှာသွားပြီးတော့အသုံးကျတယ်အဲ့တော့စူးစမ်းတိုင်းဖြစ်မလာတာမှန်ရင်တော့မှကိုယ့်ရဲ့စူးစမ်းမှုကတော့တစ္ဆာဖောက်မှာမဟုတ်ဘူးအဲ့တော့အစင်စမ်းမပြည့်လဲစူးစမ်းနေဖို့လိုတယ်ပြီးကြရင်နေတိုင်းစူးစမ်းဖို့ဆိုဇူရီလို daily plan လေးလည်းရှိဖို့လိုတယ်ဇူရီဆို daily plan ရှိရကွာဘယ်နာရီထားအဲ့လိုနိုင်အတိအကျနဲ့မဟုတ်ရင်တော့မှဘာပြီးရင်ဘာလုပ်မယ်ဘာပြီးရင်ဘာလုပ်မယ်ဆိုပြီးတော့အဲ့လိုခွင်းဆက်ကလေးနဲ့ချိတ်ဆက်မိအောင်လုပ်ပြီးတော့ထားမယ်အဲ့လို daily plan လေးလည်းရှိဖို့လိုမယ်ဒါကတော့ကိုတိုင်းလိုချင်တဲ့ goal တွေကစိတ်ကူးရင်ယုံနဲ့ဖြစ်လာမှာမဟုတ်ဘူးpicket ပိုင်းနေရွေးပြီးဟော taraf တွေကြည့်ယုံနဲ့လည်းဖြစ်လာမှာမဟုတ်ဘူးကိုတိုင်းလုံးမှာပဲဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်ကိုတိုင်းလုပ်ပါကိုတိုင်းမလုပ်ဘဲနဲ့ဘေးရမှာမဖြစ်လာပါဘူးအဲ့တော့လူတိုင်းသိပါတယ်သိရင်ခုကစားပြီးလုပ်ပါ